ပါရှင် Zikimra House ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ညီမက AI tracking ရပြီးအသုံးပြရလွယ်ကူတဲ့ mobile phone gimbal လေးဖြစ်တဲ့ Osmo Mobile 7B လေးနဲ့မိတ်ဆက်ပေးရမှာပဲဖြစ်ပါတယ် Osmo Mobile 7B ရဲ့အားသာချက်ဆိုရင် multi functional module ကြောင့် AI tracking ရပြီး DJI Mimo app အပြင်တခြား third party application များဖြစ်ကြတဲ့ Facebook, Zoom, TikTok စတဲ့ app ထဲမှာပါ tracking လုပ်ပြီးကိုယ်တိုင်လွယ်တကူရိုက်ကူးနိုင်ပါတယ် multi functional module မှာပါတဲ့ face light ကြောင့်အလင်းအားနည်းတဲ့နေရာမျိုးတွေမှာပါလှပစွာဖန်တီးနိုင်မှာဖြစ်ပြီးတော့ My mini transmitter ကိုအသုံးပြုပြီးတော့လည်း receiver အနေနဲ့အသုံးပြုလို့ရတဲ့အားသာချက်လေးရှိပါတယ်။နောက်ပြီးတော့ DJI Mimo app ထဲမှာ gesture control ကို on လိုက်ပြီးတော့လက်နှာချောင်းထောက်ရုံနဲ့ photo နဲ့ video တွေကိုရိုက်ကူးနိုင်မှာဖြစ်ပြီးတော့လက်ငါးချောင်းထောက်ရုံနဲ့ tracking လုပ်နိုင်မှာပဲဖြစ်ပါတယ်။ပြီး extension တွေလည်းပါတယ်လို့ follow mode, tick lock mode, FPV mode နဲ့ spin shot mode များကိုလည်းစိတ်တန်းကြရွေးချယ်အသုံးပြုလို့ရပါတယ်။ AC ချခြင်းဖြစ်ပြီး battery အနေနဲ့ကလည်း3နာရီအားသွင်းရုံနဲ့10နာရီဝန်းကျင်အထိရိုက်ကူးနိုင်တာမို့လို့ကြာရှည်စွာအသုံးပြုနိုင်ပါတယ်။ဒီခုပြပြပေးသွားတဲ့ Osmo Mobile 7B လေးကိုစိတ်ဝင်စားလို့ဝယ်ယူခြင်းနဲ့ဆိုရင်တော့ညီမတို့ရဲ့ Zikimra House Facebook page messenger လေးမှာအသေးစိတ်စုံစမ်းမေးမြန်းလို့ရပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်။အားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်။တတား